ကွင်းနဲ့တိုက်စစ်ကောင်းဆုံးကစားသမားလို့ဆိုရတဲ့နဲ့လူတော်တော်များများဒီ brand ကိုတန်းပြေကြလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်ကတော့ OZ ကိုရွေးချယ်မှာပါဟာဒီ brand ကသူ OZ ကြိုက်တာနဲ့ပဲဒီ brand ကိုတက်တက်ကြီးပြောနေလို့မထင်ပါနဲ့ကွင်းနဲ့တိုက်စစ်ဆိုတာနဲ့မျိုးလုံးနဲ့ထင်းထင်းမြင်အောင်လို့ဒီ brand ကိုထည့်ပြောလိုက်တာပါဒီ video က OZ နဲ့ဒီ brand ဘယ်သူပိုကောင်းတာလဲဆိုတဲ့အကြောင်းမဟုတ်ပါဘူးအချက်လက်ရဒီ brand အသားရည်ဆိုတာလူတိုင်းသိပြီးသားပါကျွန်တော်ပြောပြမှာကကွင်းနဲ့တိုက်စစ်မှာအမှုပညာဆောင်ကစားသွားခဲ့ပြီးတော့သူကနာကြည့်ဦးတဲ့သူတိုင်းအခြားကွင်းနဲ့တိုက်စစ်ကစားလို့မဟုတ်ထက်ကြိုက်ဖို့မလို့အောင်လုပ်ခဲ့တဲ့ Mr. OZ အကြောင်းဒါကတော့ Arsenal fan တွေပြုံးဖြစ်မှာပါအနည်းဆုံးစနေထားဘောလုံးပဲကြည့်ဘူးတဲ့သူလောက်မှာပဲ OZ ကြောင့်ကောင်းကောင်းသိလိမ့်မယ်ထင်ပါတယ်အဲ့တော့ OZ ကြောင့်တိတ်မသိဘူးဆိုရင်နားထောင်တော့ကြအောင်ပေါ့နော် OZ ကသူကစားခဲ့တဲ့လိတ်တိုင်းမှာဖန်တီးမှုအများဆုံးဖြစ်ခဲ့တဲ့တူတဲ့တော့ကစားသမားပါဆိုလိုတာကကမ္ဘာဖလားချန်ပီယံလိလာလီဂါဘွန်ဒက်စ်လီဂါပရီးမီယာလိတွေမှာတရားသေးအတွင်းဖန်တီးမှုအများဆုံးလုပ်ခဲ့ဆိုတဲ့သဘောပါခဲဒါဆို OZ ကြောင့်ပြောကြတာပေါ့ OZ ရဲ့ကစားသမားဘဝအစောပိုင်းဖြစ်တဲ့ Shocking နဲ့ Water Premium ကန်ခဲ့တာကိုတော့ကျွန်တော်ကြော်လိုက်ပါမယ်ဘာလို့လဲသိချင်မသိလို့ပြည်သက်တော်များများစတင်သတိထားမိတာ2010တောင်အာဖရိကမှာကျင်းပတဲ့ကမ္ဘာဖလားမှာအဲရွန်ဂျာမနီရဲ့အဓိကကွင်းလူမိုက်ကယ်ဘောလက်ကတိုင်ရနေတဲ့အတွက်ကြောင့်မလို့အသက်20နှစ်ပဲရှိသေးတဲ့ OZ ရဲ့ဂျာမနီကွင်းကိုဦးဆောင်ခဲ့လာပါတယ်ကမ္ဘာဖလားရဲ့အုပ်စုဖွင့်ပွဲမှာပဲ OZ ကဖန်တီးမှုတစ်ချိန်ရခဲ့ပါတယ်ဒုတိယမြောက်ပွဲမှာတော့ဂျာမနီတို့ကရှုံးနေသွားခဲ့ပြီးတော့အုပ်စုနောက်ဆုံးပွဲမှာမဖြစ်မနေနိုင်ဖို့လိုအပ်လာပါတယ်ဒီလိုမဖြစ်မနေနိုင်မဲ့ပွဲမှာ OZ ရဲ့အေရီးယာပြန်ပြီးဂျာမနီတို့တလုံးနဲ့တော့နိုင်ကိုသွင်းမိခဲ့ပါတယ်အဲ့အချိန်မှာတော့ OZ ကိုတစ်ကမ္ဘာလုံးစတင်ပြီးသတိထားမိလာပါပြီ16တွင်ဆင်မှာတော့အင်္ဂလန်သင်းကို4 ဂိုးနဲ့နိုင်ခဲ့ပြီးတော့အဲပွဲမှာလည်းဂျာမနီရဲ့တန်မြန်တိုက်စစ်ကနေတဆင့် OZ ကဖန်တီးမှုတစ်ချိန်ရခဲ့ပြန်ပါတယ်ကွာတာဖိုင်နယ်မှာလည်းအာဂျင်တီးနားကို4 ဂိုးမရှိနိုင်တဲ့ပွဲမှာလည်းဖန်တီးမှုတစ်ချိန်ထပ်ရခဲ့ပါတယ်ချိန်မကောင်းစွာပဲဆီမီဖိုင်နယ်မှာတော့အဲတော့က2010ကမ္ဘာ့ဖလားချန်ပီယံစပိန်ကို2 ဂိုးမရှိနိုင်ရှင်းနေတာကြောင့်အဆုံးမှာဂျာမနီတို့ကတတိယပဲရခဲ့ပါတယ်ဒါပေမဲ့နောက်တစ်ချိန်ဘရာဇီးမှာကျင်းပမယ့်2014ကမ္ဘာ့ဖလားတော့ဂျာမနီရဲ့ကမ္ဘာ့စင်ကိုရဲ့တိုက်စစ်ကစားသမားကိုပိုင်ဆိုင်ခွင့်ရခဲ့ပါပြီအဲလိုနဲ့2010ကမ္ဘာ့ဖလားမှာပြသခဲ့တဲ့ခြေစမ်းတဲ့ကြောင့် Real Madrid က OZ ကိုပွဲဖို့ချင်းကပ်ခဲ့ပါတယ်အဲတော့ OZ ကိုလိုက်နေတာ Real တဲ့နဲ့မဟုတ်ပါဘူး Manchester United ရဲ့ Arsenal ရဲ့ Barcelona တို့လည်းပါပါတယ်အဲတော့ Real Madrid နီးပြန်မော်ရင်ဟော OZ စီလူကိုယ်တိုင်ဖုံးဆက်ပြီးတော့သိမ်းခဲ့တဲ့ပြင် OZ ရဲ့အိမ်မက်အသင်းကလည်း Real Madrid ဖြစ်တာကြောင့် Real Madrid ကိုပဲပြောင်းရွှေ့သွားခဲ့ပါတယ်ပြောင်းရွှေ့ကြီးကလည်း Euro 15သန်းနဲ့အထက်ဝန်းကျင်လောက်ပဲကြာတင်လာမလို့ပြည့်ရဲ့ခြေစွမ်းနဲ့ဆိုတန်တာထက်ကိုပိုပါတယ် OZ ကိုယ်တိုင်လည်း Real Madrid လိုတင်ရခွင့်ငင်းမှုဖြစ်နိုင်မှုလို့ပြောခဲ့ပူပါတယ် Real Madrid မှာ OZ ကနံပါတ်10ကိုဝတ်ဆင်ခဲ့ပြီးတော့ Madrid ရဲ့အဓိကကွင်းလယ်ဖန်တီးရှင်ဖြစ်လာခဲ့ပါတယ် OZ ရဲ့ရောက်ရှင်ရာသီမှာပဲ Real အတွက်ပြိုင်ပွဲဆုံး25ချိန်ဖန်တီးပေးခဲ့ပြီးတော့ ဥရောပရဲ့အကောင်းဆုံးဝင်းလယ်ဖန်တီးရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်2010-2011ချန်ပီယံလိမှာကိုဖန်တီးမှုအများဆုံးစားသမားလည်း OZ ပါပဲအဲ့နဲ့ကိုပါဒရီဖိုင်နယ်မှာဘာစီလိုနာတကူကိုမရှိနိုင်ခဲ့ပြီးတော့ OZ ကသူ့ရဲ့ပထမဆုံးဖလားကိုရယူနိုင်ခဲ့ပါတယ်အဲ့နောက်2017-2012မှာလည်း Real တို့ကအမှတ်ပေးဖလားကိုအမှတ်တရနဲ့သိမ်းမိုက်ခဲ့ပြီးတော့လာလီဂါရမှတ်တရရခဲ့တဲ့ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်အဲ့ရာဒီမှာလည်း OZ ကလာလီဂါရဲ့ဖန်တီးမှုအများဆုံးစီးရမှာမက်ဆီရဲ့16ကြိမ်ကျော်ပြီးတော့18ချိန်နဲ့နံပါတ်1ရခဲ့တာပါ2009နဲ့2012လောက်တုန်းကဘာစီလိုနာကကမ္ဘာ့အကောင်းဆုံးအသင်းဆိုတော့လူရင်းသိပြီးသားပါရီယယ်တို့အမှတ်တရရတဲ့နှစ်တုန်းကရိုနယ်ဒိုရဲ့ကာမာဆိုတဲ့အောင်ပွဲခံပုံမှတ်မိသေးရမလား AV နေကြငါရှိရဲဆိုပြီးကမ်နူးတကွင်းလုံးအတန်တိတ်စေခဲ့တဲ့ခိုက်တဲ့နှုန်းကရိုနယ်ဒိုသွင်းခဲ့တဲ့ဂိုးကိုလည်းဘယ်သူဖန်တီးပေးခဲ့တဲ့ထင်လဲ OZ ပါပဲဂွာရီယိုလာနဲ့ဘာစီလိုနာရဲ့လာလီဂါကြီးစုနေမျိုးတခန့်ရစေခဲ့တာပါရိုနယ်ဒိုကိုရန်လည်းသူ့အတွက်အကောင်းဆုံးဖန်တီးပေးပြီးတော့ OZ ဖြစ်ကြောင်းပြောခဲ့ပြီးတော့ OZ ကရိုနယ်ဒိုအတွက်29ချိန်ထိဖန်တီးပေးခဲ့တာပါရိုနယ်ဒိုအတွက်ကိုဖန်တီးပေးတဲ့ကစားသမားစီးရင်မှာနံပါတ်2ဖြစ်ပြီးတော့နံပါတ်1ကဗန်စီမာပါ2010-2013ရာသီမှာလည်း OZ က29ဂိုးဖန်တီးပေးခဲ့ပြီးတော့သူ့ရဲ့ကစားသမားဘဝတစ်လျှောက်ဂိုးဖန်တီးမှုအများဆုံးရခဲ့တဲ့နှစ်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ရာသီမှာတော့လာလီဂါမှာဘာစီလိုနာအမှတ်တရနဲ့ချန်ပီယံဖြစ်ခဲ့ပြီးတော့ကိုပါဒရီဖိုင်နယ်မှာလည်းအက်တလက်တီကို2 ဂိုးနဲ့ရှုံးနေခဲ့ပါတယ်ချန်ပီယံလိဆီမီဖိုင်နယ်မှာလည်းဒေါ်မိုရှုံးခဲ့လို့ထွက်ရပါတယ်စူပလာအောင်မြင်မှုမဲမဲရမရှိတော့တာကြောင့်နီးပြမော်ရိုကလည်းချက်စီကိုပြောင်းသွားပြီးတော့ Real Madrid ကလည်းကာရာဘေးကိုစံချိန်နဲ့ပြောင်းရွှေ့ခြင်းနဲ့ဝယ်ခဲ့ပါတယ် Real နီးပြတဲ့အန်ဆော့တီကလည်း OZ စာဒီမာရီယာနဲ့ Isco ပဲနေရာပေးနေတာပါအဲ့အတွက်ကြောင့်နေရာရဖို့ခက်ခဲလာမယ်ဆိုတော့ OZ ရသိခဲ့ပြီးတော့ကာရာဘေးကိုဝယ်ထားတဲ့အတွက်လည်းဗန်နာယီကိုထိန်းညှိဖို့ OZ ကိုရောင်းထုတ်ဖို့ဖြစ်လာခဲ့ပါတယ် OZ ကသူကစားခဲ့တဲ့3နှစ်အတွင်း Real အသင်းအတွက်ဖန်တီးမှု80ချိန်ထိလုပ်ခဲ့တာပါဒီလိုများ Real မှာတော့ဆက်ရှိနေ OZ ကတမိုင်းတစ်လျှောက်ဖန်တီးမှုအများဆုံးစီးရင်မှာထိပ်ဆုံးအနေပါဝင်နိုင်ပါတယ်ဘာလို့လဲဆိုတော့သူဖန်တီးမြောက်သွင်းပြီးနိုင်မယ်ရိုနယ်ဒိုတရားလုံးရှိနေလို့ပါဒီလိုနဲ့နေရာမသိကြတော့တဲ့ OZ နဲ့ဝင်ကြီးဖြစ်တင်မှုလိုအပ်နေတဲ့ Real တို့ကလမ်းခွဲဖို့ပြလာပါတော့တယ်အဲ့ချိန်မှာတော့ Real Madrid ပြည်သက်တွေကအသေးရောက်လာတဲ့ကာရာဘေကိုကြိုဆိုရမယ့်အစား OZ ကိုမယောင်းပြဖို့ပဲ OS ဆန်ပြနေခဲ့ကြပါတယ်ရိုနယ်ဒိုကလည်း OZ ကိုရောင်းလိုက်တဲ့ဟာငါ့အတွက်သတင်းဆိုးပဲလို့ကိုယ်တိုင်ပြောခဲ့ပူပါတယ်ဒါဟာ OZ လိုကစားသမားဘယ်လောက်ထိတန်ဖိုးရှိရဲဆိုတော့ပေါ်လွင်စေပါတယ်ဒါပေမဲ့လည်း OZ ကတော့သူ့ရဲ့နာဂတ်အတွက် Real Madrid ပြည်သက်တွေကိုလက်ပြနှုတ်ဆက်ပြီးကြောခိုင်းခဲ့ပါတယ်ဒီလိုနဲ့2013ခုနှစ်ရဲ့နွေရာသီပြောင်းရွှေ့နောက်ဆုံးနေ့မှာပဲ OZ က Arsenal ကိုပြောင်းရွှေ့သွားခဲ့ပါတယ် OZ ကိုရဖို့ Arsenal နီးပြအာဆီယံဝန်ကိုယ်တိုင်ဖုံးဆက်ပြီးစီယုံခဲ့တာဖြစ်လို့ OZ ကလည်း Arsenal ကိုရွေးချယ်ခဲ့ပါတယ်လွန်ခဲ့တဲ့3နှစ်တည်းက Arsenal ပြည်သက်တွေရန်ကုန်ကလိုချင်ခဲ့တဲ့ OZ က Arsenal ရောက်ရှိလာခဲ့ပါပြီအဲ့ချိန်တော့ဆိုလန်ဒန်မျိုးလုံးကလမ်းမပေါ်မှာ OZ ကြောင့်လည်းကြည့်ပါပဲရောက်ချင်းရာသီမှာပဲ OZ ကအသင်းအတွက်ဂိုးဖန်တီးမှု14ချိန်ကြီးဖန်တီးပေးခဲ့ပြီးတော့ Arsenal အတွက် FA ဖလားကိုယူပေးခဲ့ပါတယ်ကိုနှစ်ကြာဖလက်လက်မဲ့ဖြစ်နေတဲ့ Arsenal တို့ဖလားကိုတဖန်ပြန်ရခဲ့ပါတယ်အမှန်တော့အဲ့တော့ Arsenal ချန်ပီယံလိဝင်နေဆိုတဲ့အဆင့်အလိုပြီးဘာမှလောလောလတ်ပြောကြမ်းသိမရှိတော့
2014မှာတော့ OZ ရဲ့ဂျာမနီရဲ့အဓိကကွန်းလေလို့ပွဲထည့်ခဲ့ပြီးတော့ဂျာမနီအတွက်ကမ္ဘာ့ဖလားယူပေးခဲ့ပါတယ်2014-2015ဘောလုံးရာသီမှာတော့ဒဏ်ရာပြဿနာအနေငယ်ရှိခဲ့ပေမဲ့အဖိတ်ဖလားကိုဒုတိယကျင်ရခဲ့ပါတယ်2015-2016ရာသီကအာဆင်နယ်မှာကစားခဲ့တဲ့အတွက် OZ ရဲ့အကောင်းဆုံးနေ့ဖြစ်ခဲ့ပါတယ်ကိုဖန်နေမှုအနေနဲ့19ချိန်ရှိခဲ့ပြီးတော့ Premier League သမိုင်းတစ်လျှောက်မှာဒုတိယအများဆုံးပါပထမတော့ Honorary ဖြစ်ပြီးတော့အချိန်20ပါနောက်ပိုင်းနှစ်တွေမှာဒီဘရန်ရဲ့လည်း20ရခဲ့ပါတယ်နောက်နှစ်2016-2019မှာတော့14ချိန်ပဲဖန်တီးနိုင်ခဲ့ပေမဲ့ဂိုးတော့12ဂိုးတွေသွင်းမိခဲ့တာပါအဲ့ရာသီရဲ့ချန်ပီယံလိအလားဆုံးဂိုးကိုလည်း OZ ကသွင်းခဲ့တာပါဒါပေမဲ့2019-2018ဘောလုံးရာသီမှာတော့ OZ ရဲ့ခြေသွင်းတက်ကြတွေများလာပြီးတော့သူ့ရဲ့ကစားပေါ်ဆန်းချက်ကလည်းမန်ယူပြောင်းရွှေ့သွားခဲ့ပါတယ်အာဆင်ဝင်းကရဲ့နောက်ဆုံးရာသီဖြစ်ခဲ့တယ်လို့ OZ ရဲ့အချိန်တွေကလည်းအကြဘက်ကိုဦးလိခဲ့တဲ့အစားဖြစ်ပါတယ်ဒီလိုနဲ့2018မှာအာဆင်ဝင်းကထွက်သွားပြီးတော့ဦးနိုင်ရံနဲ့ရောက်လာခဲ့ပါတယ်2018ကမ္ဘာ့ဖလားမှာတော့ဂျာမနီတို့အုပ်စုဆင်းရဲနေထွက်ခဲ့ပြီးတော့ဝေဖန်မှုတွေအားလုံးက OZ စီကိုပဲဦးတည်နေပါတယ်အာဆင်နယ်မှာလည်းကစားနဲ့ပတ်သက်ပြီးတော့စတင်ဝေဖန်တာတွေထွက်လာပါပြီအဲ့အချိန်ကအာဆင်နယ်ရဲ့လားစာအများဆုံးကစားသမားဖြစ်လို့ပြည်သက်တွေလည်းစတင်ပြီးအားမလို့အားမြဖြစ်လာပါတယ်ဦးနိုင်ရံတွေထွက်ပြီး2019ဒီဇင်ဘာမှာပဲအာဆင်နယ်နီးပြတဲ့အာတီတာရောက်လာခဲ့ပါတယ်အစပိုင်းမှာ OZ နဲ့အာတီတာတို့အဆင်ပြေခဲ့ကြပေမဲ့တရုတ်ပြည်မှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့မွတ်စလင်ဘာသာဝင်တွေပေါ်ဆက်ဆံခဲ့တဲ့ပုံစံကို OZ ရဲ့ social media ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။အဲနောက်တရုတ်တွေရဲ့ OZ နဲ့တော်တော်များအရာအားလုံးထုတ်ချခဲ့ပါတယ်။ရလအနေနဲ့အာဆင်နယ်တို့တရုတ်ပြည်ရဲ့စပွန်ဆာတွေရုပ်သံကြီးတွေမရတော့ပါဘူး။တကယ်တော့ OZ ရဲ့သူ့ဘာသာဝင်ဖြစ်တဲ့မွတ်စလင်တွေဘက်ကရက်တီယုံသက်သက်ဆိုပေမဲ့ရလက်ကတော့နောက်ဆုံးမှာ OZ ရဲ့လူစင်းရနေတာချန်တဲ့ခံရပါတယ်။ပွဲစဉ်တွေမှာလည်းခြေစွမ်းမိုင်းတွေမှာအတက်ကြတွေများပြီးပွဲကြီးတွေမှာဆိုခြေစွမ်းကျဆင်းတတ်တာကြောင့် OZ ဘက်ကနေရက်တီမဲ့သူတူးတယောက်မှမရှိတော့ပါဘူး။ဒီလိုနဲ့ OZ ရဲ့အာဆင်နယ်နဲ့လမ်းခွဲဖို့ဖြစ်လာပြီးတော့ပီနာဘာရှိကိုပြောင်းရွှေ့သွားခဲ့ပါတယ်။အာဆင်နယ်ကိုရောက်လာတော့လည်းနန်တမျိုးလုံးက OZ ကြောင့်တိကျချင်းဆိုနေကြပေမဲ့နောက်ဆုံးထွက်သွားခဲ့ခြင်းမှာတော့တစ်ဖက်နဲ့တစ်ဖက်ရှင်နေမှာပါတဲ့ကျေးဇူးတင်စကားနဲ့ပဲအဆုံးသတ်ခဲ့ပါတယ်။ကမ္ဘာ့ဖလားရာတော့ကလက်ခုပ်တီးပေးကြပြီးတော့ရှုံးရင်တော့ကျွန်တော်ရွှေ့ပြောင်းနေထိုင်သူဖြစ်ဝေဖန်ပြောဆိုကြတယ်လို့ OZ ရဲ့ဂျာမနီပြည်သက်တွေနဲ့ပတ်သက်ပြီးပြောခုပါတယ်။အာဆင်နယ်ကနေထွက်ခဲ့တာလည်းတရုတ်ပြည်ကကိစ္စတွေကြောင့်ဆိုတာလည်း80%ရှိပါတယ်။ဒီလိုနဲ့ပဲတချင်ကဘောလုံးကိုနုပညာဆန်စွာကစားခဲ့ပြီးတော့ပြည်သက်တွေကိုဖန်ဆားခဲ့တဲ့ OZ က2023မှာပဲကစားသမားဘဝနဲ့နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ပဲချင်းလာမမေကြိုက်ဆုံးခုနှစ်တက်ဆက်ကစားသမားတို့ OZ လိုပဲဖြစ်လိုက်မှာပါ။ဒီဗီဒီယိုတော့ဒီတော့ပါပဲ။အစိုးရနားထောင်ပြီးတော့ကျေးဇူးပါ။ဒါပါပဲ။